Hello ဒီနေ့ကတော့ကျမရဲ့ night skincare routine video လေးပဲဖြစ်ပါတယ်ပထမဦးဆုံးအဲ့ဒီ Torridan က cleansing water လေးနဲ့အပြင်ကပြန်ရောက်လာတော့ makeup တွေကိုအရင်ဖြစ်ပါတယ်အရင်ကတော့ဒီ brand ကိုမသုံးဘူးပါဘူးအခုမှစသုံးတာဆိုတော့ effect ကတိတိတာတာမပြသေးဘူးလို့တော့ထင်တယ်ဒါပေမဲ့ review တွေတော့အရင်ကောင်းတာတွေ့ရပါတယ်နှာခမ်းတွေရောလည်ပင်းတွေရောတနေရာမှမကျန်အကုန်ကြီးရေပြောင်းသွားအောင်လို့တေချာဖြတ်ပါတယ်ပြီးရင်တော့ကျမမျက်နှာသွားတစ်ပြီးတော့ပြန်လာခဲ့ပါမယ်ဟုတ်ကဲ့အခုကတော့မျက်နှာတစ်ပြီးပါပြီမျက်နှာတစ်ပြီးရင်တပတ်နဲ့မတုပ်ဘဲနဲ့အဲ့လိုတစ်ရှူလေးနဲ့ပဲဖွားဖွားလေးဖိတုပ်ပေးတာကဟိုကောင်းတယ်လို့ထင်ပါတယ်ဒါကခော့ဆိုင်က BHA AHA liquid toner လေးပေါ့နော်သူ့ကိုကတပတ်ကို2ရက်လောက်ပဲသုံးတာပါကျန်တဲ့ရက်တွေမှာတော့မိုင်းဖြစ်တဲ့တိုနာတခြားတိုနာတစ်ခုကိုပြောင်းသုံးပါတယ်ပြီးရင်တော့ဒါကကျမပဲပြီးနေတာပဲဖြစ်ပါရဲ့ရှင်ပြီးရင်တော့ဒါက Ionic စီရန်လေးပါဒီစီရန်သုံးတာ4ဘူး5ဘူးရှိနေပါပြီအခုကဒီထိုင်ဝမ်မှာရှာဝယ်လို့မရလို့တခြားစီရန်ပြောင်းသုံးမယ်လို့စဉ်းစားနေပါတယ်အော်ဒါကပဲထပ်ပေးရပါဒါလေးကထိုင်ဝမ်ရောက်မှဝယ်ဖြစ်တဲ့ Neutrogena ရဲ့ watery moisture cream လေးပါသူကတော့ lightweight ဖြစ်ပြီးတော့ပေါ့ပပလေးနဲ့အေးလေးအဆင်ပြေပါတယ်ထိုင်ဝမ်မှာအရန်ပူတော့ moisture များများလေးလင်းရတာကိုကြိုက်ပါတယ်ဒါကတော့နောက်ဆုံးအနေနဲ့မာညောကထုတ်တဲ့ lip balm လေးဆိုမှဖြစ်ပါတယ်ကျမညတိုင်း lip balm ဆိုပြီးတော့အဲ့ရကြိုက်တယ်နှာခမ်းအရန်6လို့ပေါ့နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲတတ